အလှဆုံးသောမိန်းမဆိုတာလောကမှာကို့အလုပ်ပဲကိုလုပ်ကို့ကြောင်းပဲကိုစိတ်ဝင်စားပြီးကိုပိုင်ဝင်ငွေနဲ့ကိုယ်တိုင်ရက်တည်နိုင်တဲ့အမျိုးသမီးဟာအလှဆုံးသောမိန်းမပါပဲသူများနဲ့မပြိုင်မင်းသူမအင်အားနဲ့သူမပြိုင်ပြီးသူမဘဝအတွက်သူမကြိုးစားအောင်မြင်မှုတွေစီကိုရှောက်လန်းနေတဲ့အမျိုးသမီးဟာအလှဆုံးသောမိန်းမပါပဲသူများအကြောင်းမပြောသလိုသူများကိုလည်းလိုက်မကြည့်ပဲကို့အနာဂတ်အိမ်မက်တွေအတွက်သာဒီဇိုင်းမဲ့မဲ့အကောင့်ထဲပေါ်ဖို့စူးစမ်းနေတဲ့အမျိုးသမီးကသာအလှဆုံးသောမိန်းမပါပဲတနေ့တနေ့ကုသိုလ်ပညာဥစ္စာတွေနဲ့ပျော်မွေ့ပြီးမေတ္တာစေတနာနဲ့သူတစ်ပါးကိုပါလမ်းပြပေးနေတဲ့အမျိုးသမီးဟာအလှဆုံးသောမိန်းမပါပဲကိုပိုင်စွမ်းစာကိုပိုင်အလင်းရောင်နဲ့မိမိသူတစ်ပါးနှစ်ဦးစလုံးအတွက်ထွန်းလင်းတောက်ပနေတဲ့အမျိုးသမီးဟာအလှဆုံးသောမိန်းမပါပဲမိမတယောက်အနေနဲ့ဘဝမှာဝမ်းနည်းစရာနာကျင်ကြည်ကွေးစရာအရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါမျက်ရည်ကျခွင့်ရှိတယ်ငိုကြွေးခွင့်လည်းရှိပါတယ်။ဒါပေမဲ့ဒီမျက်ရည်တွေနဲ့တော့ရှိလာမဲ့အခွင့်အလမ်းတွေပျော်ရွှင်ခြင်းတွေကိုမမြင်ရတော့လောက်အထိဖုံးကွယ်မနေသင့်ဘူးလေ။ဒါကြောင့်မို့ကြနေတဲ့မျက်ရည်တွေကိုတုပ်လိုက်ပြီးဝမ်းနည်းပူဆွေးခြင်းတောကတွေကိုအမြန်ဆုံးဖယ်ထုတ်ကအပြုံးတွေနဲ့ရှေ့ဆက်ပြီးအလှဆုံးသောမိန်းမအနေနဲ့အနာဂတ်ကိုဖန်တီးနိုင်ကြပါစေရှင်။